တရားတဲ့ဖြစ်ရကြောင်းတငယ်ချင်းတွေစီဝင်ပူးဖို့စူးစမ်းနေရတဲ့အေယာဝတီမှာဝင်လာလေမေးရတယ်အထက်ဝင်လာလို့ရတယ်သူတွေအကုန်လုံးခွင့်လို့တယ်အေယာဝတီမှာကတော့ထိုင်းနိုင်ငံမှာစူးစမ်းနေတဲ့လူငယ်လေးဖြစ်ပေမဲ့ကံမကောင်းစွာနဲ့ပဲပြီးခဲ့တဲ့ရက်မှာကွယ်လွန်သွားခဲ့ရပါပြီ။ယောဂကြောင့်အသက်အရွယ်ကြောင့်ဆိုရင်မိတ်ဆွေတိုင်းဝိုင်းကဖြည့်သိမ်းလို့ရပေမဲ့လုံးချံခံလိုက်ရတာမို့အားလုံးကနှမျောတတဖြစ်နေကြတာပါ။အေယာဝတီမရဲ့ဖြစ်စဉ်ကလည်းမရိုးရှင်းတာမို့မကျွတ်လို့သေးတဲ့ဘဝမျိုးနဲ့ရှိနေလိမ့်မယ်လို့သူ့တငယ်ချင်းတွေကထင်နေခဲ့ကြတာပါ။ကိုယ့်ရဲ့ရှင်ငွေနဲ့ပစ္စည်းတွေကိုလည်းပြီးအသက်ပါမဲခဲ့ရတာမို့အေယာဝတီမရဲ့နောက်ဆုံးချိန်ကလည်းအေးချမ်းတဲ့အချိန်လေးတစ်ခုဟုတ်မနေခဲ့ပါဘူး။အခုချိန်မှာအေယာဝတီမကိုအသက်မဲ့အောင်လုပ်ခဲ့တဲ့ကောင်လေးကလည်းထွက်ပြေးနေတာဖြစ်တဲ့အတွက်ဘသူလဲဆိုတာတော့တေချာမသိရတဲ့အခြေအနေဖြစ်နေတာပါ။ဒါကြောင့်မို့အေယာဝတီမရဲ့တငယ်ချင်းမိတ်ဆွေတွေကဘေးရင်းစရာနဲ့မေးကြရင်အေယာဝတီမတယောက်သူတို့ဘေးနားမှာရှိနေသေးတယ်ဆိုတာသိလိုက်ရပါတယ်။သူတို့နေအိမ်ကခုံလေးပေါ်မှာလာထိုင်နေတာဆိုပြီးတော့အတိအကျကိုဟောလာခဲ့တာပါ။အေယာဝတီမကိုတိတ်ချစ်ကြတဲ့သူ့ရဲ့တငယ်ချင်းတွေကလည်းသူတို့စီမှာဝင်ပူးပါဆိုပြီးလိုင်းလွင်ကပြောဆိုခဲ့ကြပါတယ်။လိုင်းလွင်ရင်းနဲ့အေယာဝတီမရဲ့လာဝင်ပူးလိုက်ပါဆိုပြီးတငယ်ချင်းတွေဝိုင်းပြောနေကြတာမို့လူအများမှလည်းစိတ်မကောင်းဖြစ်နေကြတာပါ။အေယာဝတီမအနေနဲ့ဝင်ပူးပြီးပြောမှသာသူ့ရဲ့အမှုမှန်ကပေါ်ပေါက်လာမှာဖြစ်တယ်လို့တရားခံကိုလည်းအမြန်ဆုံးမိသွားမှာပါ။ဒါကြောင့်မို့သူ့တငယ်ချင်းတွေစီကိုဝင်ပူးဖို့မျှော်လင့်နေခဲ့ကြတာဖြစ်ပါတယ်။လာမယ့်ရက်မှာဆိုရင်ထိုင်းနိုင်ငံမဲဆောက်မြို့မှာနာရေးချတော့မှာဖြစ်ပြီးသူ့တငယ်ချင်းတွေကပဲကောင်းအောင်ကြည့်စီစဉ်ပေးကြရမှာပါ။အေယာဝတီမရဲ့မိဘတွေကကွယ်လွန်သွားပြီဖြစ်ကအမားတွေသာရှိတော့တာဖြစ်ပါတယ်။အမားတွေကလည်းထိုင်းနိုင်ငံကိုမလာနိုင်တာမို့သူ့တငယ်ချင်းတွေကပဲနောက်ဆုံးအချိန်မှာရှိပေးနိုင်ကြတော့တာဖြစ်ပါတယ်။အေယာဝတီမကရှေ့ရက်တွေမှာသူပိုင်ဆိုင်တဲ့ငွေတွေကိုလည်းထုတ်ကြွားမိခဲ့တယ်လို့ iPhone 17ကိုလည်းဝယ်ထားတာမကြသေးပါဘူး။ဒီဥစ္စာတွေကပဲသူ့ရဲ့အသက်ကိုဆွဲခေါ်သွားနိုင်ခဲ့တာမို့အားလုံးကစိတ်မကောင်းဖြစ်နေကြတာပါ။ဒါကြောင့်မို့လေသူ့ရဲ့ကောင်လေးကလူပြတ်တဲ့နေရာကိုချိန်ကပစ္စည်းတွေယူဖို့အသက်ကိုပါထိပါခဲ့တာပါ။ကောင်လေးကတယောက်တည်းလာတာမဟုတ်ပဲသူ့အကူဆိုသူကပါခေါ်လာခဲ့တယ်လို့သိရပါတယ်။အေယာဝတီမကငွေတွေကိုကိုယ်တိုင်ရှာကသူ့ဘဝကိုပျော်အောင်နေနေတာဖြစ်ပြီး LGBT ဘဝလေးကိုလည်းတန်ဖိုးထားသူတယောက်ပါ။ဝေကျွေးကြောင့်သာဒီဘဝမှာအမျိုးသမီးစိတ်ဖြစ်နေရမို့နောက်ဘဝမှာအမျိုးသားဆိုလဲအမျိုးသားစစ်စစ်အမျိုးသမီးဆိုလဲအမျိုးသမီးစစ်စစ်ဖြစ်ပါစေလို့အမြဲဆုတောင်းတတ်တာပါ။ဒါကြောင့်မို့အေယာဝတီမတယောက်နောက်ဘဝမှာတော့သူဖြစ်ချင်တဲ့အမျိုးသမီးစစ်စစ်ဘဝကိုရပါစေလို့ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။အေယာဝတီမလိုအဖြစ်မျိုးကအခုနောက်ပိုင်းမှာခက်စိတ်စိတ်ဆိုသလိုဖြစ်လာသလိုငွေလိုချင်လို့ယူသွားကြတာကလည်းများပါတယ်။ဒါအပြင်အဆိုပါနေ့ကငွေဘလောက်ပါသွားလဲဆိုတာကိုလည်းတေချာမသိရသေးပါဘူး။ဘသူ့မှအတိမပေးပဲတယောက်တည်းသွားတွေ့တာမို့ဘာဖြစ်ခဲ့လဲဆိုတာကိုအေယာဝတီမကိုယ်တိုင်ဝင်ပူးကပြောပြမှသာအားလုံးကသိကြမှာပါ။ဒါပေမဲ့လည်းတစုံတစ်ခုကိုဆွဲလန်းကမကျွတ်လွတ်တဲ့ဘဝမျိုးရောက်နေမှာကိုလည်းသူ့ကိုချစ်တဲ့သူတွေကစိုးရိမ်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မို့မြန်မာပြည်မှာရှိကြတဲ့အေယာဝတီမရဲ့မိသားစုနဲ့အသိမိတ်ဆွေတွေကလည်းအလူတန်းတွေလုပ်ပေးကငြိမ်းချမ်းတဲ့ဘဝလေးတစ်ခုရဖို့ဆုတောင်းပေးသွားကြမှာဖြစ်ပါတယ်။အေယာဝတီမရဲ့အဖြစ်ဆိုးနဲ့ပတ်သက်ပြီးဘလို့ထင်မြင်လဲဆိုတာပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။